အားလုံးမင်္ဂလာပါဒီနေ့လေ့လာမယ့်သင်ခန်းစာကဒီ grade 10မြန်မာစာဒသမရမြန်မာစာရေးသင်ခန်းစာမှာပါတယ်ဝါကျဖွဲ့ထုံးမှန်ကန်ခြင်းဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်ဝါကျဖွဲ့ထုံးမှန်ကန်ခြင်းဆိုတဲ့သင်ခန်းစာမှာဆိုရင်ခေါင်းစဉ်ခွဲတစ်ခုအနေနဲ့ပါဝင်တယ်ပုတ်အထားသူ၄မျိုးအကြောင်းလေ့လာရမှာဖြစ်ပါတယ်အဲ့တော့ပုတ်အထားသူ၄မျိုးရှိတယ်ပုတ်အထားသူ၄မျိုးတည်းကနံပါတ်1တစ်မျိုးဖြစ်တဲ့နံထူးပြုပုတ်အထားသူကိုဒီချေတို့မြင်သွားပြီးလေ့လာကြပါမယ်စာမျက်နှာ139မှာရှိတဲ့နံထူးပြုဆိုတဲ့နံထူးပြုပုတ်ထားသူလေးကိုသွားပြီးလေ့လာကြရအောင်အဲ့တော့ကလေးတို့ကဘာလုပ်ရမှာလဲဆိုရင်ဦးဆုံးစာလေးဖတ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ပုတ်ထားသူဆိုတာလေးရဲ့အကြောင်းကိုဖတ်မယ်ပြီးသွားပြီဆိုတော့မှလည်းနံထူးပြုအကြောင်းလေးကိုအရင်ဖတ်အဲ့တော့ဒီမှာအမဲရောင်လေးနဲ့ခြေပြီးတော့ပြထားတဲ့နံထူးပြုပုတ်ထားသူလေးအကြောင်းဖတ်ကြည့်နော်ဖတ်ကြည့်ကြရအောင်နံထူးပြုကိုသက်ဆိုင်ရာနဲ့နိမိကကထားလျင်အတိတ်ပဲမရှုံနိုင်ပါသူ့ရဲ့ဆိုလိုရင်းကိုအရင်စဉ်းစားရဒီစာကြောင်းကဘာကိုပြောချင်တာလဲအရင်စဉ်းစားလိုက်တော့နံထူးပြုပုတ်ကိုသူနဲ့သက်ဆိုင်တဲ့နံနဲ့နိမိကကထားရင်အတိတ်ပဲမရှုပ်ဘူးလို့ပြောတာစာကြောင်းတစ်ကြောင်းမှာသက်ဆိုင်ရာပုတ်ကလေးရှိတယ်ပုတ်အစုကလေးရှိတယ်ပေါ့နော်နံထူးပြုပုတ်ကလေးကိုသူနဲ့သက်ဆိုင်တဲ့နံနာမှာနိနိကကကလေးထားရင်စာကြောင်းရဲ့အဓိပ္ပာယ်ကရှင်းလင်းသွားမယ်လို့ဆိုလိုချင်အဲ့တော့နံထူးပြုပုတ်ကိုသက်ဆိုင်ရာနံနဲ့နိနိကကထားရင်အဓိပ္ပာယ်မရှုံနိုင်ပါဒီထက်ပိုပြီးတော့ရှင်းလင်းအောင်တိကျအောင်ပြောရမယ်ဆိုရင်နံထူးပြုကိုသက်ဆိုင်ရာနံနဲ့ကပ်ပြီးထားရမယ်လို့မှတ်လိုက်ရင်ဒါပို့ပြီးတော့ရှင်းသွားဒါကတော့စာလို့မှတ်တာမဟုတ်ပဲねအရက်စကားလို့မှတ်လိုက်တာပေါ့နော်နံထူးပြုကိုသက်ဆိုင်ရာနံနဲ့ကတ်ထားမယ်ဒါဆိုရင်ရသွားပြီတာရကလေးကြည့်ကြည့်အောင်သူပေးထားတဲ့တာရကပေါ့နော်စာအုပ်ထဲကသူပေးထားတဲ့တာရကအေးစမ်းသောမြို့ကလေးစင်ကြေဘုံရက်ကွက်ဆိုပြီးတော့သူကပေးထားတယ်ဒီစာကြောင်းလေးရဲ့အဓိပ္ပာယ်ကိုဒီစကားစုလေးပေါ့နော်ဒီစကားစုလေးရဲ့အဓိပ္ပာယ်ကိုစဉ်းစားလိုက်တော့ခါကျတော့မြို့ကလေးကအေးစမ်းနာလားစင်ကြေဘုံရက်ကွက်ကအေးစမ်းနာလားဆိုတာဒီထွက်လာလိမ့်ဒီစာကြောင်းမှာရေးထားတာကအေးစမ်းသောမြို့ကလေးစင်ကြေဘုံရက်ကွက်လို့ရေးထားတဲ့အတွက်ကြောင့်နာအထုပြုဖြစ်တဲ့အေးစမ်းသောဆိုတာလေးကတ်နေတာကမြို့ကလေးသူပြောချင်တာကမြို့ကလေးကအေးချမ်းတယ်လို့ပြောချင်တယ်ကလေးတို့ကမြို့ကလေးကအေးချမ်းတယ်လို့ပြောချင်ရင်နံအထုပြုကိုသူ့ရဲ့သက်ဆိုင်ရာနံနာမှာနိနိကကထားပေးလိုက်ရင်လားပြောတာမဟုတ်ဘူးစင်ကြေဘုံရက်ကွက်ကလေးကအေးချမ်းတယ်လို့ပြောချင်တယ်ဆိုရင်ဟောဒီနံအထုပြုကိုဟောဒီစင်ကြေဘုံရက်ကွက်နာမှာလာပြီးတော့ထားလိုက်ဒါကတစ်မျိုးပေါ့နော်နှစ်မျိုးအဓိပ္ပာယ်ရတယ်မြို့ကလေးအေးချမ်းတယ်လို့ရေးချင်ရင်အေးချမ်းသောကိုမြို့ကလေးနာမှာထားပြီးတော့ရေးမယ်စင်ကြေဘုံရက်ကွက်အေးချမ်းတယ်လို့ရေးချင်ရင်အေးချမ်းသောကိုစင်ကြေဘုံရက်ကွက်ထဲမှာရက်ကွက်နာမှာထားပြီးတော့ရေးမယ်ဒီတိုင်းဒါဆိုရင်ဒီမှာကအတူအကောက်ကလေးမှတ်မယ်ဆိုရင်နံအထူးပြုကိုသက်ဆိုင်ရာနံနဲ့ကပ်ပြီးတော့ထားရမယ်ဆိုရင်ဒါမှတ်လို့တွေ့သွားပြီပေါ့နော်အဲ့နံထုပြုကိုသက်ဆိုင်ရာနံနဲ့ကတ်ထားပါမယ်အဲ့တော့နံထုပြုထားသူနံအထူးပြုပုံအထားအတူဒီလိုလေးရေးပြီးတော့နှုတ်ကလေးတစ်ချက်မှတ်လို့ရပါတယ်ဘယ်လိုမှတ်မလဲနံအထူးsorry နံအထူးပြုပုဂ္ဂိုလ်သက်ဆိုင်ရာနံနှင့်ကပ်ပြီးထားရထားပေးရဒါမှမဟုတ်ဒီလိုလေးရေးလိုက်ပေါ့နော်ထားပေးရโอเคဒီလိုလေးရေးလိုက်ဒါဆိုရင်နှုတ်ကလေးထုတ်ပြီးသွားနှုတ်တစ်ချက်ရသွားပြီเนาะဒါကစာအုပ်ထဲမှာသင်ရိုး
မျိုးစာအုပ်မှာရေးထားတဲ့အကြောင်းအရာလေးကိုတစ်ချက်ကနှုတ်ထုတ်ပြီးတော့ပြဟုတ်ပြီနောက်ထပ်တစ်ခုသွားကြည့်အောင်နောက်တစ်ခုကကျတော့နာမ်ထုပြုစကားလုံးတွေကိုစဉ်းစားတာနာမ်ထုပြုစကားလုံးတွေစဉ်းစားကြည့်လိုက်နီးစပ်ဆုံးနာမ်ထုပြုလူတိုင်းသိကြတဲ့နာမ်ထုပြုစကားလုံးပေါ့နော်ကလေးလေးတွေရောအစအောက်ကမူလာတန်းကလေး sorry အလယ်တန်းကလေးလေးတွေသိတဲ့နာမ်ထုပြုစကားလုံးကဘာလဲဆိုရင်ကလေးတွေလည်းသိတယ်ဆိုတော့အဲ့ဒါဘာလဲဆိုရင်သောတိပါတယ်နာမ်ထုပြုသောတိပစ္စည်းပါတယ်နာမ်ထုပြုရှိမယ်နောက်ထပ်တစ်ချက်ကကျတော့ဘာလဲဆိုတော့နာမ်ထုပြုဖြစ်သုံးတဲ့ကာဝိဘတ်ပါတယ်နေရာပြပုံအချိန်ပြပုံရှိမယ်နောက်တစ်ချက်ကအစဉ်ပြသင်္ချာနာမ်ထုပြုဒီ၃ချက်ပေါ့နော်အဲ့တော့သောတိပစ္စည်းပါတယ်နာမ်ထုပြုနောက်ပြီးတော့ဘာရှိမှာတော့သောတိပစ္စည်းပါတယ်နာမ်ထုပြုကာဝိဘတ်ပါတယ်နေရာပြပုံအချိန်ပြပုံနာမ်ထုပြုအစဉ်ပြသင်္ချာနာမ်ထုပြုဆိုပြီးတော့ရှိလိမ့်မယ်ဒါကနာမ်ထုပြုဟောဒီ၃ခုဒီ၃ခုကိုထားတဲ့အထားအတူလေးကြောင့်လေ့လာရဆိုတော့ဒီ၃ခုကနာမ်ထုပြုဖြစ်တဲ့တော့ဒီ၃ခုကိုဘယ်မှာထားမှာလဲအထုပြုခံရမယ်နာမ်ရဲ့ရှေ့မှာထားမယ်ဆိုလိုချင်တာကနာမ်ထုပြုကိုသက်ဆိုင်ရာနာမ်ထုပြုခံရမယ်နာမ်ဆိုတာကစောစောကတွေ့ခဲ့တဲ့သက်ဆိုင်ရာနာမ်ကိုပဲဆိုလိုတာအဲ့တော့သက်ဆိုင်ရာနာမ်ရဲ့ရှေ့မှာထားမယ်ဒါမှမဟုတ်သက်ဆိုင်ရာနာမ်နဲ့ကပ်ပြီးတော့ထားမယ်ဘယ်လိုသုံးလို့ရဆိုတော့တာရကလေးကြည့်အောင်တာရကဟုတ်ပြီတာရကဒီခါဘာကိုပြမှာလဲဆိုတော့ဟောဒီနံပါတ်1မျိုးစားဖြစ်တဲ့သောတိပစ္စည်းပါတယ်နာမ်ထုပြုပြအဲ့တော့သောတိပစ္စည်းပါတယ်နာမ်ထုပြုတာရကလေးတစ်ခုဖတ်ကြည့်မယ်ပေ90ရှိသောမောင်မောင်သည်ကျိုးတစ်ခုဝယ်လာသည်ဒီစာကြောင်းကိုဖတ်ပြီးတော့ဒီစာကြောင်းရဲ့လက်ရှိအရှိတရားအဓိပ္ပာယ်ကိုပဲစဉ်းစားမှာကိုကဖြည့်ဆွက်ပြီးစဉ်းစားတာမဟုတ်ဘူးအရှိတရားကိုပဲစဉ်းစားမှာဒီစာကြောင်းကိုဖတ်လိုက်တဲ့အခါမှာသိကြတယ်ဒီစာကြောင်းကဘာဖြစ်နေလဲမောင်မောင်ကဘာဖြစ်နေလဲဆိုတော့ပေ90တောင်ရှိရဲဆိုတဲ့သဘောကိုသိရမောင်မောင်ကပေ90ရှိတယ်အဲ့ဒီပေ90ရှိတဲ့မောင်မောင်ကကျိုးတစ်ခုဝယ်လာတယ်ဆိုတာကြီးဖြစ်ကြတော့ဒီစာကြောင်းကအဓိပ္ပာယ်မရှိဘူးပေါ့နော်အဓိပ္ပာယ်လွဲနေဘာကြောင့်လွဲရလဲကြည့်လိုက်တော့ခါကျတော့အပေါ်မှာပြောထားတဲ့သောတိပစ္စည်းပါတယ်နာမ်ထုပြုလေးနေရာလွဲနေအနံထုပြုထားသူလေးနေရာလွဲနေတာဖြစ်တဲ့အတွက်ဟောဒီစာကြောင်းမှာကလေးကဘာလုပ်ရမှာလဲဆိုရင်နာမ်ထုပြုပုတ်ကိုရှာရမယ်ဒီစာကြောင်းမှာနာမ်ထုပြုပုတ်ဒီဘယ်သူလဲသောဆိုတာလေးပါတဲ့ပေ90ရှိသောဆိုတဲ့စကားစုလေးဟုတ်ပြီဒါကနာမ်ထုပြုလေးနာမ်ထုပြုလေးသိလိုက်ပြီးသူ့ကိုနာမ်ထုပြုသိလိုက်အဲ့တော့သူပြောထားတယ်နာမ်ထုပြုကိုထုပြုခံရမယ်နာမ်သို့မဟုတ်သက်ဆိုင်ရာနာမ်နားမှာကတ်ရမယ်လို့ပြောထားတယ်ဒီမှာကြည့်မောင်မောင်ကလည်းနာမ်ကျိုးတစ်ခွေရလည်းနာမ်အဲ့တော့မောင်မောင်နဲ့သက်ဆိုင်မလားကျိုးတစ်ခွေနဲ့သက်ဆိုင်မလားဆိုတာစဉ်းစားရအောင်ပေ90ရှိတာကမောင်မောင်နဲ့သက်ဆိုင်မှာကျိုးတစ်ခွေနဲ့သက်ဆိုင်မှာစဉ်းစားလိုက်တော့ရှည်တဲ့အရှည်ကိုပေါ်ပြတာဖြစ်တဲ့အတွက်ပေ90ရှိတော့ဒီဟောဒီကျိုးတစ်ခွေနဲ့ပဲသက်ဆိုင်လိုက်မယ်ဒါကြောင့်ပေ90ရှိတော့ဆိုတဲ့နာမ်ထုပြုကိုသက်ဆိုင်ရာဖြစ်တဲ့ကျိုးတစ်ခွေဆိုတဲ့နာမ်နားမှာလာပြီးတော့ရွှေ့လိုက်မယ်အဲ့တော့ဘာဖြစ်သွားလဲဆိုရင်မောင်မောင်တီပေ90ရှိတော့ကျိုးတစ်ခွေဝယ်လာသည်ဒီလိုမျိုးလေးရအဲ့တော့ကြည့်အောင်မောင်မောင်ကပေ90ရှိသေးလားမရှိတော့ဘူးမောင်မောင်ကပေ90မရှိတော့ဘူးပေ90ရှိတာကကျိုးတစ်ခွေဖြစ်သွားတယ်ဒါဆိုရင်ဒီစာကြောင်းကအတိပ္ပယ်အမှန်ကိုထွက်သွားပြီဘာလို့လဲဆိုရင်ဟောဒီနာမ်ထုပြုလေးကိုသူနဲ့သက်ဆိုင်ရာနာမ်လေးနာမှာကတ်လိုက်တဲ့အခါမှာအတိပ္ပယ်အမှန်ထွက်သွားတာတော့ပုတ်ထားသူတွေမှားတယ်ဆိုလို့ရှိရင်စာကြောင်းတွေရဲ့အတိပ္ပယ်လွဲနိုင်တယ်စာကြောင်းတွေအတိပ္ပယ်မှားနိုင်တယ်စာကြောင်းတွေအတိပ္ပယ်နှစ်ခွထွက်နိုင်တယ်နှစ်ခွမထွက်အောင်အတိပ္ပယ်မလွဲအောင်အတိပ္ပယ်မမှားအောင်ပုတ်ထားသူမှန်ကန်ဖို့အရေးကြီးတယ်ဆိုတာလေးကိုဟောဒီပါကမှာတွေ့ရပါတယ်ရှင်